Hello ဒီနေ့မှာတော့မမယုံရဲ့ share ဆုံးပလုံးစီခင်းနေချက်လေးချက်မှာဖြစ်ပါတယ်။လုံးချက်လေးချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့စက်သွန်အဖြူနေထောင်းလာတာရဲ့ခန်းကျင်တီးရဲ့စနွေးမှုန့်ရဲ့အစိမ့်မှုန့်ရဲ့နဲ့ချက်မဲ့ပစုံတို့ပစုံဆက်ထုတ်ကလေးတွေရဲ့ငကြီးချောက်သားနှွယ်ထားတာလေးတွေနဲ့ငကြီးငပိကောင်လေးပိုင်းထားတာလေးတွေကိုထည့်လိုက်ပါတယ်။ငခုငပိကောင်ကိုတုံးတာတော့ပိုကောင်းပါတယ်။ငခုငပိကောင်မရှိလို့ငကြီးငပိကောင်လေးနဲ့ထည့်တာဖြစ်ပါတယ်။ပြီးရင်တော့စီရဲ့ရေလေးနဲ့ထည့်ပြီးတော့အဖုံးလေးပုတ်ပြီးတော့ခဏတင်လိုက်ပါမယ်။အရသာကိုဆက်ဆက်ကလေးချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ညူစည်းစိမ်းလေးတွေကိုလည်းခဏများလေးထည့်လိုက်ပါတယ်။အရသာအတွက်ကစားနည်းနည်းရဲ့အရသာမဟုတ်ရဲ့ငကြိုင်လေးရဲ့ထပ်ပြီးတော့ခတ်လိုက်ပါတယ်။ရေခမ်းသွားတဲ့အချိန်မှာအေးဆက်ဆက်လေးချက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ရေနွေးလေးနည်းနည်းထပ်ထည့်လိုက်ပါတယ်။ပြီးရင်တော့နည်းနည်းမင်းလေးအုပ်လိုက်ရင်ရပြီပေါ့နော်။ငကြီးချောက်လေးပါတဲ့အတွက်ကြောင့်မလို့အနံလေးကလည်းတအားအောင်မှုရပါတော့နော်။ကဲအခုဆိုလို့ရှိရင်အနံလေးကလည်းမှု